စရာကြီးလို့အားလုံးမင်္ဂလာပါဆိုဒီနေ့မှာဆိုလို့ရှိရင်မြောက်ဥက္ကလာထဲမှာအသက်ဖွင့်ထားတဲ့ကက်ချီနိုကက်ဖေဆိုတဲ့ဆိုင်လေးကိုအလဲသွားမှာအဲ့မှာဘာရှိလဲဆိုလို့ရှိရင်ကက်လဗာလေးတွေအတွက်ကိုတကယ်ကိုချစ်စရာကောင်းတဲ့ကြောင်လေးရှိမယ်ပြီးလို့ရှိရင်ကော်ဖီတွေဆိုလို့ရှိရင်လည်းဘယ်လိုမျိုး taste လေးရမလဲဆိုတာကိုသွားပြီးတော့မြည်ဆန်းကြည့်မယ်ပြီးရင်သူတို့လေးတွေနဲ့ပေါ့နော်ကလေးတွေနဲ့လည်းဘယ်လိုအတွေ့အကြုံလေးရမလဲဆိုတာကိုသွားကြည့်ကြမယ်ဆိုအရင်တုန်းကတော့လွန်ခဲ့တဲ့8နှစ်9နှစ်ပေါ့9နှစ်လောက်ကဆိုလို့ရှိရင်စမ်းချောင်းထဲမှာဖွင့်ထားခဲ့ဘူးတဲ့ပေါ့နော်ကက်ကဖီတစ်ခုရှိရဲအဲ့ဒီမှာဆိုလို့ရှိရင်လည်းကြောင်လေးအများကြီးပဲအရန်ချစ်ဖို့ကောင်းအရန်လိမ်မာသူတို့နဲ့လည်းတကယ်ကိုပျော်စရာကောင်းတဲ့အတွေ့အကြုံလေးတွေရခဲ့တာပေါ့နော်ဆိုတော့အခုဒီဆိုင်ကတော့အသစ်ဖွင့်တာအရင်ဆိုင်နဲ့လည်းပေါ့နော်ဆိုင်ရှင်လည်းမတူဘူးဒီမှာဆိုလို့ရှိရင်လည်းဘယ်လိုမျိုးအတွေ့အကြုံလေးရမလဲဆိုတာကိုအတူတူသွားကြည့်ရအောင်ကြည့်ပါလားလက်ထဲကနေလွတ်တာနဲ့အခုလိုမျိုးအခန်းထဲကိုတန်းပြေးတော့တာဟောဒီမှာကြောင်ထဲမှာပုံးနေတဲ့တကောင်ရအောင်လို့ဆွဲချီလိုက်ပါပြီရှင်သူ့ကိုခဏကလေးနေတော့စိတ်ညစ်လာပြီးတော့ဂျောင်ထဲဝင်ဖို့အတွက်ကိုနေရာရှာနေပါပြီမန်ယူကိုကြည့်ပြီးတော့ဘာမှမလဲစဉ်းစားရင်းနဲ့နောက်ဆုံးမှာတော့ site မှာ promotion ပေးနေတဲ့ latte နဲ့ brownie တက်လေးကိုမှာလိုက်ပါတယ်အခုလိုတောက်တာစားတာတွေကိုလိုက်ပြီးတော့ဗီဒီယိုရိုက်ပေးတဲ့ကင်မရာမန်ကိုကျမကလည်းပြန်ရိုက်ပေးလိုက်တာပေါ့နော်။ဒီသူကနှခုံးလေးတင်ပြပြီးတော့ item တွေလုပ်တယ်။ဒီနေရာလေးမှာအလှတက်ပုံလေးတွေလုပ်ကြမယ်နော်။အမဆိုင်လေးကအရင်ချစ်စရာကောင်းပြီးတော့ကလေးတွေကလည်းချစ်ဖို့ကောင်းတယ်။ဒီနေရာလေးမှာပေါ့နော်။အခုလိုမျိုးချစ်စရာကောင်းတဲ့ coffee ဆိုင်လေးဖွင့်ဖြစ်တာဘယ်လိုဖွင့်ပြသွားလဲ။ အဓိကတော့မတို့တမိသားစုလုံးကကလေးလေးတွေကိုအရန်ချစ်တာပြီးတော့ coffee ကိုလည်းအရန်ကြိုက်တာအဲ့တော့မတို့ကဒီ coffee ဆိုင်လေးစဉ်းစားမိတာပေါ့နော်အမျိုးသားကလည်းသူကြောင်လေးတွေဆိုအရန်ချစ်တာလေမတို့ရဲ့စိတ်ကူးကလည်းအဲ့ဒါလေးပေါ့တစ်ချိန်အသက်ကြီးသွားတယ်လည်းမတို့လည်းများတဲ့ယောက်ကလူမလာလဲရတယ်ဒီဆိုင်ထဲမှာဒီကလေးလေးတွေနဲ့မတို့နှစ်ယောက်ပဲဒီ coffee ဆိုင်လေးနဲ့ပေါ့နော်အဲ့လိုမျိုးပဲနေမယ်ဆိုပြီးတော့လောကမယ်ညီမလေးစွန့်ထားပြီးတော့လှုပ်ကြည့်လိုက်တာကက်ချီနိုကက်ပီကဘာမှရှိလဲဆိုတော့မြောက်ကလာပါမြို့နယ်ခေမာဒီလမ်းမှာပေါ့ဆေးနှစ်ရှိမှရှိပါတယ်မိမိနာမည်ကမန်ဂိုပါကြောင်ထဲမှာဝင်တက်တဲ့တတနာမည်ကတော့အော့စကာဖြစ်ပါတယ်